Tesco Lotus မှာကြောင်စာလေးတွားကြည့်အောင်ကျွန်တော်ပုံမှန်တော့ကြောင်စာကိုကျွန်တော်ကြောင်စာတီးတန့်ရောင်းတဲ့ဆိုင်မှာဝယ်နေကြပါတော့အခုက Lotus ရောက်တော့ဒီမှာဘာတွေရောင်းလဲဆိုတာကြည့်ချင်လို့လာကြည့်ရပါတော့ဆိုတော့ဒီမှာ Royal Canin ရှိတယ် Carnival ရှိတယ် Carnival တော့ဒီမှာ advertising အရင်ကောင်းတော့အရင်ဝယ်လို့လွယ်ရပါတော့ဒါ Pro Farm တို့ Carnival ထဲမှာပဲတခြားအမျိုးအစားတွေလည်းရှိရပြီးတော့ဒါက Nico ပေါ့နော် Nico မှာ Nico ရဲ့ brand တော်တော်များများရှိတယ်ဒါက Purina 1ပေါ့နော်Purina 1ပြီး Whiskas အကုန်ရှိရယ်အပေါ်မှာလည်းသူတချို့ brand တွေလည်းရှိရယ်ဗျ Profon တို့ဒါက Mio မှာကMio ကတော့နှစ်ခုရှိရယ် Mass normal Mio brand နဲ့ Mio Go ဆိုပြီးနည်းနည်းလေး premium ပိုကြတဲ့ဟာရှိရပါတော့ပြီးတော့ Cat and Joy ရှိရယ်ဒါတွေကအစာကြောက်တွေကုန်ပါတော့အစာကြောက်ပြီးတော့အစာဆိုမှာဆိုရင် Royal Canin ရဲ့အစာဆိုတွေမျိုးစုံရှိရယ်ပြီးတော့ Regulus ကကျွန်တော်ခရီးမကြိုက်ဘူးဗျမွန်ချူကလည်းကျွန်တော်ကြွေးကြည့်တယ်ကလေးမကြိုက်ဘူးပေါ့နော်ဆိုနောက်တစ်ခုကဒါက Nico ကတော့ဟိုအရေးပါတဲ့ဟာနဲ့အရေးမပါတဲ့နှစ်မျိုးရှိအောင်နော်အရေးပါတဲ့ဟာဆိုရင်တော့ကျွန်တော်ကလေးတွေကြိုက်ကြတယ်ဗျမီယိုကတော့ကလေးတွေလုံးဝမကြိုက်ဘူးဘယ်ဟာကြွေးမစားဘူးပေါ့နော်မီယိုအရေးပါတဲ့ဟာရှိရမပါတဲ့ဟာရှိဒါတွေကကန်နဲ့လာတဲ့ဟာပေါ့နော်ကန်တဲ့ဟာတွေကရေရှည်ပိုခံတယ်ဈေးလေးနည်းနည်းပိုတက်တာရပေါ့နော်ဒီဘက်မှာကျွန်တော်တို့ဟို creamy လေးရှိဗျ creamy ကကျွန်တော်တို့ကြောင်လေးကြိုက်တဲ့ဟာကိုမျိုးစုံ flavor မျိုးစုံနဲ့လာရပါတော့ creamy နဲ့ပတ်သက်ပြီးကျွန်တော် share ထားတဲ့အရင်ဗီဒီယိုလေးကိုလည်းပြန်ကြည့်ပါအောင်နော် creamy ပြီးတော့ဒီဘက်မှာကြောင်ခွေးစာတွေကမဆိုင်ဘူးနော်ဒီဘက်မှာဒါဆိုရင် spawn ကအဲ့ဟို creamy တဲ့ဟိုပဲသူကပိုပြီး nutrition ပါတဲ့ဟာလေး spawn နဲ့လာတဲ့ဟာပေါ့နော်ကျွန်တော်ကလေးတွေကြိုက်ကြတယ်ဗျဆိုတော့ဒါတွေကဒီမှာဝယ်လို့ရတဲ့ဟာတွေပေါ့နော်ဒီဟာလေးတွေကလေအသားစားတတော်ဖြစ်တဲ့ကြောင်လေးတွေအတွက်သူကအသားစိမ်းလေးငါးစိမ်းလေးကိုကြောင်လေးတွေစားလို့ရအောင် vitamin တွေ nutrition တွေထည့်ထားပြီးတော့ pack လုပ်ထားတာပေါ့နော်ကျွန်တော်ကလေးတွေတော့အဲ့ကြက်သားဆိုရင်ကြိုက်ကြတယ်ဗျကျုံလုံးကျွန်တော်အစာကြောက်ရွေးတဲ့ criteria လေးတစ်ချက်လောက် share ချင်ပါတယ်။ကြောင်စာရွေးတဲ့အခါမှာကျွန်တော်အဓိကကြည့်တဲ့အချက်၅ချက်ရှိပါတယ်။ပထမတစ်ချက်က budget ပေါ့ကွာ။ကျွန်တော် budget နဲ့ရေရှည်ကျွေးနိုင်လား။ဈေးကြီးတာအများနဲ့အကောင်းဆုံးမဟုတ်ဘူးဗျ။တစ်ခါဝယ်ပြီးနောက်မတက်နိုင်ရင် brand ခဏပြောင်းတာထက်ကိုရေရှည်ကျွေးနိုင်တဲ့ဈေးနှုန်းကိုရွေးတာပိုကောင်းတယ်ပေါ့နော်။အဲကြောင့်ကျွန်တော်ဒီမှာ1ကီလိုဘယ်လောက်လဲဆိုတာ share ပေးတာကျွန်တော်အနည်းဆုံးမှာဆိုရင် eco tier တွေပါတယ်အဲ့ဒါ bag 100အောက်ပေါ့နော်။ mass brand တွေမှာဆိုရင် bag 90နဲ့150ကြားပေါ့နော်။ Whiskas တို့primary တို့ Friskas တို့ပါတယ်ပေါ့နော်။ medium tier မှာဆိုရင်150နဲ့200ကြားမှာဆိုရင်ကျွန်တော် Nico တို့ Carnival တို့Mio Go တို့ပါတယ်ပေါ့နော်အပေါ်မှာ premium tier တွေမှာဆိုရင်ဘတ်200အထက်1ကီလို brand 200ထက်ဆို Royal Canin တို့ Perfect တို့ Purina 1တို့ပါတယ်ပေါ့နော်ဆို premium ရဲ့အပေါ်မှာ ultra premium တွေရှိတယ်ဗျဈေးအကြီးဆုံးဟာတွေဆိုကျွန်တော်လည်းမတက်နိုင်တော့ကျွန်တော်မဝယ်ကြွေးပေါ့နော်အဲ့ဒါတွေကဒီကြောင်စာတီးတန့်ရောင်းတဲ့ site တွေမှာရှိတယ်ပေါ့နော်ဆိုတော့ဒုတိယတစ်ချက်ကကြတော့ nutrition နဲ့ protein percentage ပေါ့နော်ကြောင်ကအသားစားတတော်ဖြစ်လို့ protein ကအရေးကြီးတယ်ဗျဆိုတော့ protein percentage များတာနဲ့အကောင်းဆုံးကြောင်စာဖြစ်သွားတော့မဟုတ်ဘူးเนาะ protein quality amino acid vitamin mineral စတဲ့အားလုံး balance ဖြစ်ဖို့လိုတာပေါ့နော်တတိယတစ်ချက်ကတော့ brand trust ပေါ့ဒီ brand ကကိုယုံလို့ရလားဘယ်က formula နဲ့ထုတ်ထားလဲ nutritionist specialist က recommend ရှိလား quality control ကောင်းလား research လုပ်ထားလား product quality ကတည်ငြိမ်လားစတာတွေကိုကြည့်ရပါတော့ packaging လှတဲ့ company ကိုယုံလို့ရလားပိုအရေးကြီးရဲ့ပြီးတော့နံပါတ်4ချက်က ingredient preservation ပေါ့နော်chemical ဆိုမကောင်းဘူးဆိုပြီးကျွန်တော်တို့အရင်နှုံကထင်ကြရပါတော့ but ဒါပေမဲ့အခုဒီခေတ်ကြီးမှာ chemical preservative မှာလည်းnatural ထက်ပိုကောင်းတာတွေလည်းရှိလာတယ်ပေါ့နော်တကယ်တော့ဒီလိုလဲတိုက်ရိုက်ခွဲလို့မရအောင်အရေးကြီးတာက ingredient quality ကောင်းမကောင်း formula balance ဖြစ်မဖြစ်တက်တန်းကြအောင်လုံခြုံစွာ preserve လုပ်ထားနိုင်မထားနိုင်အောင်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ကိုယ်ကြောင်လေးနဲ့တဲ့လားမတဲ့လားပေါ့နော်ကြောင်လေးရဲ့ကောင်းတဲ့ကောင်တူပြီးတော့ one chain နဲ့ energy ရဲ့အဝေးအရေးပြကိုအလေးချိန်တင်းတာလားမတင်းတာစတာကြီးကြည့်ပြီးဝယ်ရတာပေါ့နော်ဆိုကိုဝယ်ရတဲ့အစာကစာအုပ်ထဲမှာဘယ်တော့ကောင်းကျွန်တော်တို့အိမ်ကကြောင်လေးနဲ့မတဲ့ရင်မသိတော့ဘူးနော်နောက်ဆုံးကျွန်တော်ကိုယ်တိုင်ရွေးတာက Royal Canin ကိုရွေးတာဒီ logic တွေကြောင့်ပေါ့နော်ဒီနှုန်းက mass brand တွေထပ်ပိုမြင့်တယ်ဒါပေမဲ့ nutritional formula နဲ့ brand trust နဲ့ quality control လည်းကောင်းတယ်သူ့ life stage အရာသူလိုအပ်တဲ့ needs အရာသူ formula အမျိုးမျိုးတွေရှိရပါတော့ဆိုတော့အိမ်ကကလေးတွေကသိမိတာဖြစ်လို့ကျွန်တော် fit နဲ့ကပို့ပြီးတော့တင့်တယ် protein percentage ကလည်းအများဆုံးအဲ့ဒီတစ်ချက်ကြောင့်ကျွန်တော်ဒီ confidence အရာရွေးရပါတော့ဆိုတော့နောက်ဆုံးအတူချုံပြင်ကြောင်စာအချောက်ကိုရွေးခြင်းဈေးနှုန်းကိုကြည့် nutrition percentage ကိုကြည့် brand ကိုယုံလို့ရမရကြည့် ingredient and preservation quality ကိုကြည့်နောက်ဆုံးကိုကြောင်လေးနဲ့တက်မတက်ဆိုတာကိုကြည့်ပြီးတော့နော်ဈေးအကြီးဆုံးကအကောင်းဆုံးမဟုတ်ဘဲနဲ့အဲ့ဒါတွေအားလုံးပေါင်းပြီးတော့မှကိုယ်နဲ့အသင့်တော်ဆုံးရွေးပါလို့တိုက်တွန်းနေပါတယ်